လေးပို့ပြီးတော့မှအသုံးဝင်လေးပို့ပြီးတော့မှထက်မြက်လေးပဲဆိုတဲ့ခါကျတော့ဒီမမြေဆရာဆရာမတွေနေနေလေတအားကြီးမလုပ်တော့ဘူးဆိုလဲစိတ်မပူပါနဲ့လို့အမြင်ဆရာဆရာမတွေနဲ့အတူလုပ်တဲ့ပုံစံမျိုးဖြစ်အောင်ဒီသင်ခန်းစာကိုတော့မှဖြစ်ပါလေဒီနေ့ကျမတို့ကလာရောက်ပြီးတော့မှဒီလိုမျိုးဒီရန်နာဖြစ်ပြီးတဲ့ဆရာဆရာမတွေသူပဲကျေးဇူးတင်ပါတယ်လို့ ဒီနေ့ကကျွန်တော်တို့ paper queening ဆိုတာတော့အဓိကတော့ကျွန်တော်က queening ပန်တဲ့ကို paper ထည့်ပြီးတော့လိုက်တာကျွန်တော်တို့ဆိုရင်အခုချိန်မှာဒါလောက်ပါမယ်ဟိုက series ကြည့်ပြီးတော့ကျွန်တော်လိုက်တယ်အဲ့တော့ပြောချင်တာကဗျာ queening ပန်တဲ့ကို queening paper ထည့်တဲ့အချိန်မှာမျိုးလုံးနဲ့ကြည့်ချိန်တော့မရဘူးလက်ကနေပြီးတော့ like ဆန်းပြီးတော့ quadrant ရှိတဲ့ကိုထည့်လိုက်အမြင်ဆိုတာအော်ဒါကဘာရောဒါကဘာရောအဲ့ဒါပဲရှိတာအခြားဘာမှမဟုတ်ဘူးအဓိကတော့ကျွန်တော်တို့လက်ထဲမှာပဲပုံပေါ်သွားတာလက်ကဖိတိုင်းပြောင်းအောင်မယ်လက်ကကြည့်ပါဦးခုနထားတာပို့လာတာလေဟုတ်တယ်ခုနထားတာပို့လာတာခုနထားတာပို့ညီလာတယ်လက်ကတွက်လာပြီမလားလက်ကနော်ပထမတစ်တုံးနဲ့မတူတော့ဘူးနော်အဲ့ဒါတကယူမယ်ဟုတ်တယ်အဲ့တော့ကျွမ်းလိုက်တယ်မဟုတ်တယ်โอเคဟုတ်တယ်ဗျာမှန်တယ်ဟုတ်ကဲ့ဗျာဟုတ်ပါတယ်ဗျာဟုတ်အဲ့တော့နောက်တစ်ရက်ဟုတ်တယ်မှန်တယ်အဲ့လိုလည်းမှမှားတယ်ဒီနားမှာဘောတယ်မှာဘောအမ်ဘန်အဲ့ဘန်ဘေးမှာဟိုရှိတယ်တ िश ူးရှိတယ်နော်စပယ်တော့ရတယ်ဒီလိုဝဲထားတာဒီကောင်းရှိရကြသူအဲ့ဒါကအတူရှိတက်ကူအတူရှိမနေလိုက်လို့နာရတယ်ဘာဖြစ်ဘူးအဝိလုံးမှာဖြစ်တဲ့အတွက်ဘာဖြစ်ဒဲ့ထားတာနာဒဲ့ဒီပုံလားဒဲ့လားဒီလိုလားလမ်းစီလာပေါ်ထွက်တာလိုပေါ်ထွက်တယ်โอเคအဲ့ဒါကြဟုတ်တယ်လာတယ်ဟုတ်တယ်မှန်တယ်သူတို့ပန်နဲ့ထည့်တာတော့မှလေကျွမ်းသွားပြီဟုတ်တယ်ဒါမှမဟုတ်ဘူးပဲအေးဖြစ်ဖြစ်သွားပြီအဲ့အလုံးကလေဒီလားပန်းပွင့်နေအများကြီးလုပ်လို့ရတယ်နော်အဲ့အလုံးလုံးလောက်တက်တာနေတော်တော်ကြီးကိုရိုးရှိတာပြီးရင်ကျွန်တော်တက်တင်ပြပါမယ်ဟုတ်ကဲ့ဒီနေ့ဆိုရင်ကျွန်တော်တို့ဒါခဝဲချံမမင်းအကြောင်းမှာ private test တွေကပြီးဆုံးသွားပါပြီဒီနေ့လုပ်ခဲ့ private test ဆိုတော့ဒါမျက်စိမြင်တဲ့ဆရာမတွေရောမျက်စိမြင်တဲ့ဆရာမတွေရောပညာပေးရဖြစ်တဲ့အတွက်အတွေ့အကြုံတော့အများကြီးရခဲ့တယ်ဒီဆရာမတွေကတစင်းမျက်စိမမြင်တဲ့ကလေးတွေကိုတစင်းပြန်တင်မယ်ဒီကလေးရဲ့တင်ရိုးစာအုပ်မှာထည့်မဲ့ဒါဟိုပြောမှဆိုရင် crap တစ်ခုအနေနဲ့ဖြစ်သွားတယ်တင်ရိုးတစ်ခုအနေနဲ့ဖြစ်သွားတယ်ဆိုတော့ပြောမှဆိုရင်ဒီ paper queening အဆိုတာကဒီကလေးတွေရဲ့တရောင်ဘဝကိုတရောင်နေရာနဲ့အကျိုးပြုတော့မယ်ကပ်တစ်ခုဆိုတာတော့ဒါကအသေးပဲအဲ့တော့ကျွန်တော်လည်းဒီနေ့ဝိုင်းဝန်းကူပြန်ပေးရဲဆရာမနေနေတာဆရာမပြင်ပေးနေတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ခုလိုအများကြီးရတဲ့နေ့စဉ်ဖြစ်ပါ